cái nhà là chính còn lấy được còn nhà cho làm gì tên nào xí đá rồi chỉ nói cho em xíu cho biểu là bà bạn biểu là ngân lệnh này tu ngà bé ngân lệnh là tu bé ngân lệnh là rồi chỉ gạo chả biết mà nó nhà cả về thì mình này là tu chẳng chả biết rồi thuyết bí bà liền vậy màทำให้ကျွန်တော်3လလို့ဆိုကြည့်ရဲသူ3လ Unicode မှာသူပြန်ရေးသူရေးတယ်ငလိန်ကောင်လေငလိန်ကောင်လားဟုတ်လားမသိဘူး Unicode နဲ့ပြပေးမယ် Unicode နဲ့ပြပေးမယ် Unicode လဲလာမယ်သူတို့မန်ပစ္စည်းဝယ်မဲ့သူကလည်းဒီမနေ့ပဲကျွန်တော်ပို့ပေးလာတယ်ဒါအခုပုံမဟုတ်လားတဲ့ဟုတ်တာပေါ့အခုပုံပဲသူပြောတဲ့သူအဲ့ဒီတနာသူတသိန်းခွဲနဲ့ရောင်းမယ်တဲ့အောင်ကိုဦးကသူလည်းမန္တလေးသားပဲတဲ့အခုဝယ်မဲ့သူကလည်းမန္တလေးသားဆိုတော့ကျွန်တော်ပိတ်ထဲမှာသူတွေ့တော့ကျွန်တော်လာပို့ပြတယ်ဒီမနေ့လည်းအောင်ကိုဦးပို့ပြတယ်သူဂျင်းလိုက်ထဲပုံနေစာသားတွေကိုပို့ပြလိုက်အောင်ကိုဦးခွေးပြေးဝဲပြီးထွက်ပြေးပါလေမလိန်ကြပါနဲ့မညာကြပါနဲ့ပတ်စံပြရဖို့ကတွေ့ရလားညာမေဟဲ့တယ်ကိုလာကိုမတ်ဒါတော့ဒါဟိုဒီစားတော့ကိုသူ့အပြန်လာကိုထည့်ရတယ်မှာဟုတ်တယ်လေတနာလေးတွေပြပါတဲ့မရှိဘူးငလိန်ကောင်နဲ့ဒီမနေ့ကျွန်တော်စာပြန်ပို့လိုက်တယ်ငလိန်ကောင်နဲ့ဥမာတနာဝင်မဲ့သူကကျွန်တော်လာပို့ပြတယ်သူရေးထားပါလေသူပါရေးထားမှာအမလာမေးတဲ့သူတွေရမယ်တဲ့လက်ကြံလေးတွေဖြစ်မဲ့တဲ့ကြက်ရင်စီးပြီးလာခဲ့ပါတဲ့ဖေးရေတို့လောက်တာတဲ့သူတွေပဲနော်သူများပဲဆောင်ဒီအလကားစားတာတော်တော်လေးကိုမိန်နေတယ်ဒါကြောင့်မို့ကျွန်တော်ပိတ်ရမှတင်တယ်ကျွန်တော်ပိတ်ရမှတင်တာအမှန်ကန်နေရွယ်ဒီမျိုးဂျင်းကောင်းတွေနေဝူရကရှောင်ကြနော်ကျွန်တော်တတိပေးတယ်အဲ့ဒါပဲဒီမှာသူ့လက်ပြပြန်ခိုးလို့မရတော့ဘူးမှာဒီမှာလည်းအောင်ကုန်မှာဒီမှာသူလွတ်ကြလိုက်ပြီသူဒီပုံနဲ့ပြသူလွတ်ကြလိုက်သူပြောတဲ့ဒါကျွန်တော်ပြန်ရေးတာဘာသဘောလဲပြောပါဦးကျွန်တော်ဘလော့လိုက်ပြီအဲ့တတိထားကြနော်တတိထားဒီနေ့လဲလီအိုလီထူအောင်ပို့ပေးအောင်မယ်မပတ်စံပို့ပေးပြီပတ်စံတစ်ထောင်ပို့လီအိုလီထူအောင်မဲ့သူယူတယ်ပတ်စံပို့ပေးနေ့လဲပို့ရမယ်ပစ္စည်းပို့ပေးရမယ်ကျွန်မလိန်ကိုလည်းမရှိလို့သူများနိုင်ငံမှာလာလောက်စားတာပတ်စံတပြားရဘူးကလည်းဘလို့ရှားလဲဆိုတာလေကိုလည်းကိုချွေးနေတာနဲ့ကိုရှာစားနေရတယ်ပတ်စံနေရသူများအလကားလာပြီးလိန်စားဒီကောင်ကြီးတော်စားဝင်တယ်နဲ့ကျွန်တော်တော့ရှိတယ်မရှိဘူးညရတယ်မရပွင့်ပို့တယ်ပွင့်ဒါပွင့်နေလေပဲဘာကြောက်ကြမလို့ဘာမှမဟုတ်ယုံရင်လာဝယ်မယုံရင်မဝယ်နဲ့အဲ့ဒါတခုပဲသူတို့လိုချင်တဲ့ပစ္စည်းတွေပို့လာခဲ့ရလားရရင်ပို့ပေးလို့ရတယ်လုပ်ပေးလို့ရတယ်လုပ်ပေးလို့ရတယ်မရဘူးအဲ့ဒါပဲကျွန်တော်ကပွင့်နေလိမ့်မယ်အဲ့လိုမျိုးဂျင်းကောင်တွေတွေ့တော့တခြားသူတွေဒီမျိုးပိတ်ရမှာခဏတွေ့တယ်မှာ GB ထဲမှာခဏဒီမျိုးလက်ခံရတာလက်ခံတဲ့သူအများကြီးရှိတယ်အဲ့ဒါကြောင့်မို့တတိထားကြပါလို့နော်တေချာပစ္စည်းတကူတေချာလိုက်စုံဆောင်ပြီးမှမာယူဒီကူကတကယ်ပို့လားသူ့ဟာတကယ်ဟုတ်လားအဲ့လိုမျိုးချင်းမထိသေးနဲ့နော်
ပတ်စံလေးတရားရဖို့ကအသေးအတန့်ရှာနေရတာโอเคဒီလောက်ပဲ